မိုးဟစ်ကိုသဘောကျနေရမှာဟုတ်ပဲချင်းမချောချောလေးကိုထုတ်ပြလာတဲ့ UFC fighter Joshua Ben UFC fighter Joshua Ben ကတော့ချင်းတိုင်းသားတစ်ယောက်ဖြစ်ပြီးတော့အမေရိကန်နိုင်ငံမှာနေထိုင်နေသူပါအမေရိကန်မှာပြောင်းရွှေ့နေထိုင်နေသူဖြစ်လာပြီးတော့ UFC fighter အဖြစ်နာမည်ကြီးလာခဲ့ပါတယ်အသက်24နှစ်အရွယ်လက်ဝဲဖိုက်တာတယောက်ဖြစ်တဲ့ဘန်ကအမေရိကန်ဖိုက်တာ Brandon Royval ကိုလွန်ခဲ့တဲ့ရက်မှာပဲနိုင်ရခဲ့ပြီးတော့ Flyweight ချန်ပီယံကပတ်စိန်ခေါ်ခွင့်ရသွားခဲ့ပါတယ်။ဘန်က UFC ချန်ပီယံသာဖြစ်ခဲ့ရင်မြန်မာပထမဆုံး UFC ချန်ပီယံတယောက်ဖြစ်လာတော့မှာပါ။နိုင်ငံခြားကမော်ရီတောင်မှဘန်လိုမျိုးကမ္ဘာကျော်လက်ဝဲချန်ပီယံနဲ့ချစ်သူတွေဖြစ်နေကြပါတယ်။ကမ္ဘာကျော်လက်ဝဲချန်ပီယံဖြစ်လာခဲ့ရင်တော့ဘန်ရဲ့ပိုင်ဆိုင်မှုတွေကလည်းဒေါ်လာတန်းချီကျော်ပေါ်သွားမှာဖြစ်ပါတယ်။ဒီလိုမျိုးအောင်မြင်မှုတွေကိုရရှိထားတဲ့ဗန်ကောင်သူသဘောကျတဲ့မြန်မာမင်းသမီးဟာမိုးရီကိုဖြစ်တဲ့အကြောင်းပြောပြခဲ့ပြီးတော့သူတို့နှစ်ယောက်ရဲ့အခြေအနေကိုအားလုံးကစိတ်ဝင်စားခဲ့ကြပါတယ်။မိုးရီကိုကမြန်မာနိုင်ငံမှာအမှုပညာကြီးမြင့်မားတဲ့မင်းသမီးတစ်ယောက်ဖြစ်ုံသားမကစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်နေပါသေးတယ်။တောင်ရုံအနေအထားနဲ့ကတ်လို့မရတဲ့ရွှေမင်းသမီးတစ်ယောက်ဖြစ်နေတဲ့မိုးရီကိုဗန်ကသမောကျကြောင်းပြောခဲ့ပါတယ်။ဘန်ကမြန်မာနိုင်ငံမှာရှိစဉ်ကလေးကမိုးရီကိုအားပေးခဲ့ရသူဖြစ်ပြီးတော့ reality show တစ်ခုမှာမိုးရီကိုသဘောကျတဲ့အကြောင်းပြောပြခဲ့ပါတယ်။မိုးရီကိုဗန်သဘောကျမယ်ဆိုရင်လည်းသဘောကျလောက်စရာ